အသက်ကိုညှဉ်းဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုရင်ထဲအသေးသေးကနေပြီးတော့ဘာကြောင့်မုန်းရမယ်ဘာကြောင့်မုန်းသင့်လဲဘာကြောင့်အမြင့်ပြအောင်တိုက်သင့်လဲဆိုတာကိုကိုယ်တိုင်သေးသေးချာချာလေးလာသိရှိပြီးတော့ဆရာနာရှင်စနစ်ကိုတိုက်ကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်အသက်ကိုညှဉ်းဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါကိုချင်းစာတရားထားကြပါပြောရင်းနဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစဖွင့်တဲ့အချိန်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်မောင်းတော်မှာရိုဟင်ဂျာတွေနဲ့တွေ့တယ်ဆိုတဲ့သတင်းတက်လာတဲ့အချိန်မှာလူတွေအကုန်လုံးကအမျိုးမျိုးတွေပြောနေကြတယ်သူတို့ပြောတာနဲ့ကျွန်တော်ပြောတာနဲ့တူမှာမဟုတ်ပါဘူးမဟုတ်တဲ့အတွက်လဲနားထောင်တဲ့သူတွေအတိအမြင်အသိရအောင်ပေါ့နော်ကိုယ့်ဟာကိုယ်စဉ်းစားကြပါလို့အရင်ဆုံးစပြီးတော့ပြောခြင်းတယ်အရှင်ဂေါဇိတရေတတိရပါတယ်ပေါ့နော်ဗုဒ္ဓတရဏံဂစ္ဆာမိဂိဆိုပြီးတော့ပဲလောက်ရတော့မှာပေါ့ထားပေါ့ဆရာတော်အဲ့တော့ဆရာတော်လည်းနောက်တာပြုတာစီတူပါပေါ့တစ်ချက်အခုပြောတဲ့ live မှာရခိုင်ပြည်နယ်ထဲမှာအာရခနိုင်ငံထဲမှာနေတဲ့သူတွေအကုန်လုံးခမားတို့တွေမှာစီးလုံးညီညွတ်မှုရှိတယ်ခမားတို့တွေမှာတစ္ဆာရှိတယ်ခမားတို့တွေအကုန်လုံးညီညွတ်ကြတယ်ဆိုတာကိုအရင်ဆုံးကျွန်တော်ပြောပြရစီလက်ရှိအာရခနိုင်ငံတော်ပြောအာရခပဲပြောဘလို့ပဲပြောခမားတို့လက်ရှိရခိုင်ပြည်နယ်လို့သတ်မှတ်ထားတဲ့နေရာအတော်အတွင်းမှာရှိတဲ့သူတွေအားလုံးဒီတစ္ဆာရှိတယ်နော်တစ္ဆာရှိတယ်စီးလုံးညီညွတ်ကြတယ်ဆိုတာကိုကျွန်တော်အရင်ဆုံးပြောပြရစီဘာဖြစ်လို့ခမားတို့တွေအားလုံးစီကံရှိကြတယ်စီးလုံးကြတယ်ညီညွတ်ကြတယ်ဘာဖြစ်လို့ငြိမ်းချမ်းအောင်အရင်စပြောသလဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာရခိုင်ပြည်နယ်ထဲမှာအရောက်အပေါက်နဲပါတယ်လာတာပြူတာနဲပါတယ်သို့တော့ဒီရခိုင်ပြည်နယ်ရဲ့အောင်မြင်မှုတွေနော်အာရခတက်တော်ရဲ့တိုးတက်မှုတွေရှိတဲ့အခါကြောင့်မလို့အခုဗိုလ်ချုပ်ထွန်းမြတ်နိုင်မောင်းတော်ကိုကိုယ်တိုင်ရောက်လာတာဖြစ်ပါတယ်အဲ့ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်မောင်းတော်ကိုကိုယ်တိုင်ရောက်လာတဲ့အခါမှာအကြောင်းအရာနှစ်ချက်ရှိတယ်တစ်ချက်ကကျွန်တော်တို့မေးစရာပြောစရာရှိတယ်စစ်တပ်နဲ့သဘောတူညီထားမှုတွေတစုံတစ်ခုရှိသလားအကယ်၍စစ်တပ်နဲ့သဘောတူညီမှုတစုံတရားမှမရှိဘူးဟဲ့ဆိုလို့ရှိရင်AAဟာဘလောက်နှုတ်ဆောင်စည်းတယ်လဲAAဟာဘလောက်သူတို့စစ်ရေးတွေလုပ်တဲ့အခါမှာတိုးတိတ်ရှိတယ်လဲဒါဟာကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေအကုန်လုံးလူတွေအကုန်လုံးကျွန်တော်တို့တိတ်ချာနမူနာယူရမယ့်ကိစ္စဖြစ်ပါတယ်ကျွန်တော်ခင်ဗျားတို့နှစ်ခုကိုပြောပြထားတာနော်နှစ်ခုပြောပြထားတယ်ဆိုတဲ့ကိစ္စ AA ဒီစစ်တပ်နဲ့ညှိနှိုင်းထားတာပြုတာရှိတယ်ဟေ့ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်လည်းမတတ်နိုင်ပါဘူးဒါသူတို့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဒါသူတို့ရဲ့ view ဟာတွေသူတို့ရဲ့ကိစ္စတွေဖြစ်ပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့စစ်တပ်နဲ့ညှိနှိုင်းထားတာမရှိဘဲနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်မောင်းတော်ကိုရောက်လာတယ်အခမ်းအနားတွေလုံနိုင်ပြီဟေ့ဆိုတာ AA ရဲ့စီရေးလျို့ဝှက်ချက်တွေ AA ရဲ့စီလုံးညီညွတ်မှုတွေ AA မှာဘယ်လိုပြောမလဲဆိုတော့လူတွေရဲ့တစ္ဆာရှိမှုတွေကိုကျွန်တော်တို့အတူယူရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကိစ္စမျိုးတွေကိုလိုက်ပြီးတော့ကျင့်သုံးရမှာဖြစ်ပါတယ်ဒါက AA နဲ့ရခိုင်ပြည်သူတွေနဲ့တသွေးတဲ့တသားတဲ့ရှိတယ်ဆိုတဲ့ကိစ္စဒါကြောင့်မလို့စကားခံပြောထားတာဖြစ်တယ်စစ်တပ်နဲ့ညှိနှိုင်းထားတာမရှိဘူးဆိုလို့ရှိရင်အခုရခိုင်ပြည်နယ်မှာရှိနေတဲ့သူတွေနော်လူမျိုးပေါင်းစုံဘာသာပေါင်းစုံဒီလူတွေဟာဘလောက်စီကံရှိတယ်လဲဘလောက်ဘယ်လိုပြောမလဲသူတို့ခေါင်းဆောင်ကိုသူတို့ယုံကြည်လဲဒီကိစ္စဒါသိအရေးကြီးတဲ့ကိစ္စစီရေးမှာကိုလူသူ့လူရင်းသူရင်းဆိုတဲ့ကိစ္စဒီကိစ္စသိအရေးကြီးတဲ့ကိစ္စမလို့ဒါကျွန်တော်စပြီးတော့ပြောတာဖြစ်တယ်နောက်အဲ့ဒီအပြင်မှာမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ရခိုင်ပြည်နယ်ရောက်လာတယ်မောင်းတော်ကိုရောက်လာတဲ့အချိန်မှာဒီလိုမျိုးဗလီဖွင့်ဖို့အတွက်လူ300လူ400ဒီခေတ်ဒီအခါမှာမိုဘိုင်းဖုန်းတွေရှိနေတဲ့ကာလပုပ်ပလင်းလင်းပြောလို့ရှိရင်ဒီနိုင်ငံတကာမှာရှိနေတဲ့ရိုဟင်ဂျာတွေဟာနိုင်ငံတကာမှာရှိနေတဲ့ရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့သူတွေဟာ
နိုင်ငံတကာမှာရှိနေတဲ့ရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့သူတွေဟာရခိုင်ပြည်နယ်ထဲမှာအကြတာတောင်သိတယ်ဆိုပြီးတော့သူတို့ကနိုင်ငံတကာမှာသတင်းတွေထုတ်နေတာအင်္ဂလိပ်လိုရေးနေတာရခိုင်ပြည်နယ်ထဲမှာငှက်တကောင်ပြန်သွားရင်တောင်မှနိုင်ငံရခြားမှာရှိနေတဲ့ဂျာမနီတို့အင်္ဂလန်တို့ပြင်သစ်တို့အမေရိကတို့မှာရှိနေတဲ့ခေါင်းဆောင်တွေဒီခေါင်းဆောင်တွေသိနေတဲ့အချိန်မှာဒီဗလီကြီးဖွင့်သွားတဲ့ကိစ္စဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့သူတွေဒီရခိုင်ပြည်နယ်ထဲမှာနေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေတွေ့သွားတဲ့အချိန်မှာပြည်ပကလူတွေပြည်ပကရိုဟင်ဂျာတွေဗမာပြည်ထဲမှာအကြတာတောင်သိတဲ့ရိုဟင်ဂျာတွေဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ရိုဟင်ပြည်တွင်းမှာရှိတဲ့ရိုဟင်ဂျာတွေဗလီကြီးဖွင့်ပေးတော့မှဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရခိုင်ပြည်နယ်ရောက်လာပါလားဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘာဖြစ်သွားပါလားဒီလိုဖြစ်သွားပြီဆိုတဲ့ကခမည်းတော်နိုင်ငံတကာမှာရှိတဲ့သူတွေရောဗမာပြည်ထဲမှာရှိတဲ့ဘာသာသူတွေရောဘယ်နေရာမှာရှိတဲ့လူတွေရောခမည်းတော်တည်တည်ချာချာသိဖို့လိုတယ်နိုင်ငံရခြားမှာရှိနေတဲ့သူတွေဟာသူတို့ပြောကျင်တဲ့ဟာတွေကိုသူတို့ဟာသူတို့သတင်းလှုပ်ပြောနေတယ်သူတို့ပြောကျင်တဲ့ဟာတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့သူတို့ဟာသူတို့လှုပ်ချင်တာလှုပ်နေတယ်ဆိုတာကိုတည်တည်ချာချာသိဖို့လိုတယ်ဒီခေတ်ကြီးထဲမှာနော်ရခိုင်ပြည်နယ်ထဲမှာအခလေးတစ်ချောင်းကြရင်တောင်မှသိနေတဲ့နိုင်ငံတကာရောက်ရိုဟင်ဂျာခေါင်းဆောင်တွေဒီလူတွေဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ရိုဟင်ဂျာခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်တွေတွေ့ပြီးတော့ဒီဗလီကြီးဖွင့်မဲ့ကိစ္စမှာသူတို့တွေဘာတစ်ခုမှသတင်းကြိုပြီးတော့မထုတ်နိုင်ဘူးဘာတစ်ခုမှကြိုမပြောနိုင်ဘူးအခုချိန်ကြမှာပြောရင်တော့ကိုအောင်နိုင်မြင့်အခုချိန်ကြမှာပြောရင်တော့ငါတို့ကသိတယ်လေရင်ဘုံလာကျဲမှာမလို့ငါတို့ကမပြောတာဆိုပြီးအခုအချိန်မှာတော့သူတို့ပေါက်ဖော်တွေလောက်ကောင်းလောက်လိမ့်မယ်ငါတို့ကသိတယ်လေရင်ဘုံလာကျဲမှာဆိုလို့ဆိုပြီးသူတို့ကကျေးဇူးရှင်ကြီးပါလောက်ရင်လောက်လိမ့်မယ်ဘာဖြစ်လို့ဒီစကားပြောလဲဆိုတော့နိုင်ငံတကာမှာရောက်နေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေမှမဟုတ်ဘူးAAကိုတိုက်နေတဲ့ RSO ရှိတယ်AAကိုတိုက်နေတဲ့ RSO ရှိတယ်AAကိုချနေတဲ့အာဆာခေါင်းဆောင်တွေရှိတယ်AAကိုတိုက်နေတဲ့ရိုဟင်ဂျာအဖွဲ့တွေရှိတယ်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့တန်းနဲ့ချီပြီးတော့ရခိုင်ပြည်နယ်ထဲမှာလူလှိုင်းလုံးကြီးနဲ့စစ်ဆင်မယ်ဆိုတဲ့ရိုဟင်ဂျာတွေရှိတယ်ဒီလူတွေဟာစစ်တပ်နဲ့လည်းပေါင်းနေတဲ့လူတွေဗိုလ်ချုပ်ထွန်းမြတ်နိုင်မောင်းတော်ကိုဘယ်နေ့ရောက်လာမယ်ဘယ်အချိန်ရောက်လာမယ်ဆိုတာသိပြီးဟေ့ဆိုလို့ရှိရင်စစ်တပ်ကိုသတင်းမပေးစရာအကြောင်းမရှိဘူးသူတို့ဘာဖြစ်လို့မပေးနိုင်တာလဲဆိုတာပွင့်ပွင့်လင်းလင်းပြောရင်အဲ့ဒီရခိုင်ဒေသထဲမှာရှိနေတဲ့ရခိုင်နေနဲ့အတူတူနေနေတဲ့ရိုဟင်ဂျာတွေကိုယ်တိုင်တစ္ဆာရှိတယ်စီကံရှိတယ်ဒီတော့ရခိုင်လူထုကိုပြောချင်တာကလည်းရခိုင်ညီကိုတွေရောရခိုင်ပြည်သူလူထုကိုပြောချင်တာရောခမားတို့နဲ့အတူတူနေပြီးတော့ခမားတို့လိုပဲခမားတို့ခေါင်းဆောင်ကိုလေးစားတယ်ခမားတို့နဲ့တသွေးတသားတည်းရှိတယ်တစ္ဆာရှိတဲ့သူတွေကိုတော့ခမားတို့ကိုယ်တိုင်သေသေးချာချာစောင့်ရှောက်ဖို့လိုတယ်သေသေးချာချာဒန်းတူညီတူအခွင့်အရေးပေးဖို့လိုတယ်ဆရာတက်လာတယ်ကိုစိုးသူရရဲ့တတိရတယ်အဲ့မှာလည်းအဆင်ပြေပါစေအခုအချိန်မှာကိုအောင်နိုင်မြတ်တို့သိတယ်အခုအချိန်မှာပေါက်ဖော်လုပ်ပြီးတော့ငါတို့ကသိတယ်လေရင်ဘုံလာကျဲမှာမလို့သတင်းမပေးဘူးဆိုပြီးတော့အခုကြမှာပေါက်ဖော်လုပ်မဲ့လူတွေရိုဟင်ဂျာခေါင်းဆောင်တွေထွက်လာလိမ့်မယ်ရခိုင်ပြည်နယ်ထဲမှာအခလေးတစ်ချောင်းအပြုတ်ကျသွားရင်တော့မှငါတို့သိတယ်ကွာငှက်ကလေးတစ်ကောင်ပြန်သွားရင်တော့ငါတို့သိတယ်ကွာငါးတစ်ကောင်ထပ်ပွက်ရင်တော့ငါတို့သိတယ်ဆိုတဲ့လူတွေဟာပွတ်ပွင့်လင်းလင်းပြောရင်ရခိုင်ပြည်နယ်ရဲ့အကြောင်းကိုမသိဘဲနဲ့နိုင်ငံတကာကမီဒီယာတွေနိုင်ငံတကာကလူခွင့်ရေးသမားတွေနဲ့ပေါင်းပြီးတော့ဒီရခိုင်ပြည်နယ်ထဲမှာဘာတွေတိုးတက်လာတယ်ဘာတွေဆုတ်ယုတ်လာတယ်ထပ်ပြောဦးမယ်နော်ရခိုင်ပြည်နယ်ထဲမှာတိုးတက်တာရှိသလိုဆုတ်ယုတ်တာတွေလည်းရှိလိမ့်မယ်သို့တော့တိုးတက်တာပဲဖြစ်ဖြစ်ဆုတ်ယုတ်တာပဲဖြစ်ဖြစ်သူတို့မသိပဲနဲ့သူတို့ပြောချင်တာတွေပြောနေတယ်ဆိုတဲ့ဟာကိုပြည်သူလူထုတည်တည်ချာချာသိဖို့လိုတယ်ဒီချက်ကတော့ပထမပြောသလိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာရခိုင်ပြည်နယ်ထဲကိုလာတာတော်တော်ရှားပါတယ်သို့တော့သူတို့ရခိုင်ပြည်နယ်ထဲကိုလာတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရခိုင်ပြည်နယ်ထဲကိုလာတယ်အဲ့လာတဲ့လမ်းကြောင်းအကုန်လုံးမှာသတင်းတစ်ခုမှမပေါက်ကြဘူးရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့သူတွေအကုန်လုံးကလည်း
ပါဇက်မဖွာဘူးနောက်တစ်ချက်ကဒီဗလီကြီးဖွင့်တဲ့ကိစ္စမှာလည်းမကျေနပ်ဘူးပြောတဲ့လူတယောက်မှမရှိဘူးအွန်လိုင်းမှာပြောတာနော်ကျွန်တော်မြင်တာကိုပြောတာစိတ်ထဲမှာတော့မကျေနပ်တဲ့လူတွေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အများစုသည်အကုန်လုံးချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနဲ့စွတ်စွတ်စီစီနေဖို့ကိစ္စအတွက်ဘို့ခမားတို့အများစုပြောနေသလိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဘိန်းဘရင်တို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရရာဇဝတ်သားတို့ခမားတို့ဘလောက်ပဲပြောနေအဲ့ဒီဒေသမှာရှိနေတဲ့သူတွေဟာတေးသေးချာချာတော့လာတွေ့တယ်ခမားတို့ဆက်ပြီးတော့ပြောအောင်မယ်ရခိုင်နေခေါ်တော့ကြောက်လို့လာတွေ့တာပေါ့ဒါတွေကပြောလာမယ့်ကိစ္စတွေအများကြီးပဲပြောလာမယ့်လူတွေကတန်းစီးနေတာနောက်တစ်ချက်ကတော့ဗမာပြည်ထဲမှာရှိနေတဲ့လူတွေခမားတို့ကိုကျွန်တော်တစ်ချက်ပြောခြင်းတယ်ဆိုတော့ဘာလဲဆိုတော့ခမားတို့တွေအကုန်လုံးကအခုအချိန်ကြတော့ရိုဟင်ဂျာတွေကိုချစ်လိုက်ပါလက်စတိုင်းတွေကိုချစ်လိုက်ခမားတို့ကိုကျွန်တော်ပြောပြမယ်ခမားတို့ကဘာသာရေးနဲ့တူတယ်ဆိုပြီးတော့ဗမာပြည်ထဲမှာလူလယ်လုံနေတဲ့ကောင်တွေကိုပြောတာနော်ဗမာပြည်ထဲမှာလူလယ်လုံနေတဲ့ကောင်တွေကိုပြောတာ World Trade Center ကြီးပျက်စီးသွားတာအနှစ်20ပြည့်သွားတယ်ကိုအောင်နိုင်မြင့်တို့သိတယ်ကိုဒေါက်တာတို့တွေသိတယ်အခုဒီမှာရှိနေတဲ့လူတွေမှတ်မိလိမ့်မယ်အမေရိကန် World Trade Center ကြီးပျက်စီးသွားတာအနှစ်20ရှိအဲ့ဒီအမေရိကန် World Trade Center ကြီးကိုတိုက်ပြီးတဲ့အချိန်မှာတိုက်ပြီးသွားတဲ့အချိန်မှာ ABSDF ကចောင်းသားတွေလည်းအမေရိကန်သွားလို့မရဘူးကရင်ဒုက္ခသည်တွေလည်းကလေးတွေနဲ့နော်ခမားတို့ကိုပြောဦးမယ်တော့ကြာရင်ခမားတို့ကကလေးတွေဒုက္ခသည်တွေမိသားစုတွေပြောနေလို့ကိုစိုးရဲထုတ်တတိရတယ်အဲ့တော့ကရင်ဒုက္ခသည်တွေအမေရိကန်ကိုသွားဖို့အကုန်လုံးအစီအစဉ်လုပ်ထားတာတော့မှကရင်တွေကလက်နက်ကင်နေဆိုပြီးအမေရိကန်ကိုသွားလို့မရဘူးဒီအတိုင်းပဲချင်းဒုက္ခသည်တွေလည်းအမေရိကန်သွားလို့မရဘူးကရားဒုက္ခသည်တွေလည်းအမေရိကန်သွားလို့မရဘူးဒုက္ခသည်ဆိုတာကလေးတွေလည်းပါတယ်နော်အသက်အရွယ်ကြီးတဲ့အမျိုးသမီးတွေလည်းပါတယ်နော်အကုန်လုံးဒုက္ခသည်တွေပါတယ်ခင်ဗျားတို့အခုကျွန်တော်ပြောပြတာ World Trade Center ကိုတိုက်တဲ့အထဲမှာဗမာပြည်ကတယောက်မှမပါဘူးဗမာပြည်ထဲမှာပြဿနာရှားနေတဲ့ကောင်တွေအကြောင်းကိုကျွန်တော်ပြောပြတာဒီကောင်တွေတနာတာဆိုတာကိုကျွန်တော်ပြောပြတာ World Trade Center ကိုတိုက်တာဗမာပြည်သူတွေတယောက်မှမပါဘူး World Trade Center ကိုချတာဗမာတွေတယောက်မှမပါဘူးသို့တော့ World Trade Center ကိုတိုက်လို့အမေရိကန်ကိုသွားလို့မရဘူးဒုက္ခတဲ့ဘဝမှာအစစ်ဆေးတွေခံရတယ်3နှစ်လောက်ဒုက္ခတဲ့စခန်းမှာပို့ပြီးတော့နေရတယ်ကိုတော်လိုင်းရေးအဖွဲ့အစည်းတွေကိုလှူကျင်တာတော့မှလက်နက်ကင်အဖွဲ့ဖြစ်လို့လှူဒန်းမဲ့ကိစ္စတွေရက်ဆိုင်သွားတယ်အဲ့ဒီအချိန်မှာဘယ်သကောင်းသားအဲ့ဒီအခုရိုဟင်ဂျာကိုချစ်ပါတယ်တို့ပါလက်စတိုင်းကိုချစ်ပါတယ်လို့ပြောတဲ့ကောင်တွေကရင်တွေပေါ်မှာစာနာပေးတာကရင်ဒုက္ခသည်တွေကရင်လူငယ်တွေကရင်မိသားစုတွေကရင်အဖိုးကြီးအဖွားကြီးတွေကိုစာနာပေးတဲ့ကောင်တွေဘယ်နှကောင်ရှိလဲကရားပေါ်မတန်မစွမ်းနေကရားအမျိုးသမီးတွေကရားအဖွားကြီးတွေဒုက္ခသည်တွေကိုစာနာပေးတဲ့ကောင်ဘယ်နှကောင်ရှိလဲချင်းဒုက္ခတွေကိုစာနာပေးတဲ့ကောင်ဘယ်နှကောင်ရှိလဲဒီတော့ရိုဟင်ဂျာတွေကိုယ်တိုင်လဲတည်တည်ချာချာသိဖို့လိုတယ်ဗမာပြည်ထဲမှာနေတဲ့နိုင်ငံရခြားမှာနေပြီးတော့ဒီကောင်တွေဟာငါတို့ကိုပြပြီးတော့ပွဲခန်းနေပါလားဆိုတာကိုသိအောင်ကျွန်တော်အကျိုးအကြောင်းရှင်းပြတာလွန်ခဲ့တဲ့အနှစ်20ကဒီအဖြစ်အပျက်တွေနဲ့ပါနှိုင်းရှင်ပြတာဒီတော့ခင်ဗျားတို့ဗမာပြည်ထဲမှာလှုပ်ရှားနေတဲ့ကောင်တွေဗမာပြည်ထဲမှာတတ်ပွဲခန်းနေတဲ့ကောင်တွေနောက်ဆုံးကုန်ပြောလိုက်မယ်ဗျာရိုဟင်ဂျာတွေကိုစစ်တပ်ကတတ်တဲ့အချိန်2019ပေါ့ရိုဟင်ဂျာတွေကိုစတတ်တဲ့အချိန်မှာခိုးဝင်ဘင်္ဂလီလို့ပြောတဲ့ကောင်တွေအခုစစ်တပ်ကနေပြီးတော့အခုစစ်သားစုဆောင်းနဲ့ပေါ်တာဆွဲတဲ့အချိန်မှာငါတို့ကိုလည်းပေါ်တာဆွဲပါလို့ပြောတဲ့ကောင်ခင်ဗျားတို့ဘယ်နှခါတွေ့ဘူးလဲရိုဟင်ဂျာတွေကြတော့နော်ခိုးဝင်ဘင်္ဂလီတွေဘာတွေဆိုပြီးတော့ပြောတဲ့ကောင်တွေကအခုစစ်တပ်ကပေါ်တာဆွဲတဲ့အချိန်ငါတို့ကိုထိတ်ဆုံးကဆွဲပါဆိုပြီးတော့ခင်ဗျားတို့ဘယ်နှခါမြင်ဘူးလဲဘယ်နှခါကြားဘူးလဲဒီကောင်တွေဟာနိုင်ငံကိုချစ်တာလည်းမဟုတ်ဘူးဒီကောင်တွေဟာအချောင်သမားတွေဒီကောင်တွေဟာအခွင့်အရေးစောင့်နေတဲ့ကောင်တွေဆိုတာပြောတာသူတို့တွေအခုပါလက်စတိုင်းကိုချစ်ပြတယ်ဆိုတာအဲ့ဒါပဲကိုမြေကိုရကိုရက်ကိုရွာမှာနေတဲ့ရိုဟင်ဂျာတွေတောင်ခိုးဝင်ဘင်္ဂလီလို့ပြောတဲ့ကောင်တွေကပါလက်စတိုင်းဟာကြတော့မှချစ်ပြနေတယ်ဆိုတော့ခင်ဗျားတို့ကိုဟာကိုစဉ်းစားကြည့်ပွဲခန်းနေတာကိုပြောတာအဲ့တော့ကျွန်တော်တို့သိဖို့လိုတာကရခိုင်နေအနေနဲ့ရောဒီရခိုင်ပြည်နယ်ထဲမှာနေတဲ့တခြားလူမျိုးစုတွေအကုန်လုံးရော
ဒီကောင်တွေဟာတတ်တတ်မဲ့ပွဲခန်းနေတယ်ဒီကောင်တွေဟာလှုပ်ရှားနေတယ်ဒီကောင်တွေကကလိန်ကကြစ်လှုပ်နေတယ်ဆိုတာကိုသေသေးချာချာသိဖို့လိုတယ်ခင်ဗျားတို့သေသေးချာချာသိဖို့လိုတယ်အဲ့ဒီအပြင်မှာခင်ဗျားတို့ရခိုင်တိုင်းရင်းသားတွေထဲမှာလည်းရှိတယ်ငင်းချမ်းအောင်ကရိုဟင်ဂျာခေါ်လို့ရှိရင်ခင်ဗျားရိုဟင်ဂျာဘက်ကလိုက်ငင်းချမ်းအောင်ကရခိုင်လို့ပြောလို့ရှိရင်ငင်းချမ်းအောင်ကရခိုင်ဘက်ကလိုက်တယ်ရိုဟင်ဂျာဘက်ကလည်းပြောတယ်ခင်ဗျားတို့တွေပြောခွင့်ရှိတယ်ကျွန်တော်ကဘယ်အချိန်ကာလပဲဖြစ်ကျွန်တော်ဦးနောက်နဲ့ကျွန်တော်အလုပ်လုပ်နေတာကျွန်တော်ဘယ်ကထောက်ပံ့ခြင်းမှလည်းကျွန်တော်ယူနေတာမဟုတ်ဘူးကျွန်တော်လာတာတစ်လားကိုခင်ဗျားတို့ကိုရှင်းရှင်းလင်းလင်းပြောတာတစ်လားကို9000လောက်ရတယ်ယူရို9000လောက်ရတယ်ကိုစိုးရဲထုတ်တို့သိတယ်ယူရို9000ဆိုတဲ့ကိစ္စကကျွန်တော်ချွေးကိုသေသေးချာချာနဖူးကချွေးချေမတယ်မဟုတ်ဘူးဖင်ကြားကချွေးပါကြောက်ကျွန်တော်ကအလုပ်လုပ်စားတာအဲ့တော့ကျွန်တော်အလုပ်လုပ်စားတဲ့အတွက်ကျွန်တော်ဒီကျွန်တော်နာမည်ကျွန်တော်ဂုဏ်သိက္ခာကိုထိမ့်ဖို့အတွက်ပဲကျွန်တော်ကပြောမှာအဲ့ခါခင်ဗျားတို့ကပြောလိုက်မယ်မင်းကဘလောင်းမလဲလုပ်တယ်တစ်ချိန်တုန်းကရိုဟင်ဂျာအခုကြတော့ရခိုင်ကျွန်တော်ဘလောင်းမလဲမလုပ်ရိုဟင်ဂျာထဲမှာမကောင်းတဲ့ကောင်တွေရှိတယ်ရိုဟင်ဂျာကိုပြပြီးလှုပ်ရှားနေတဲ့ကောင်တွေရှိတယ်ရိုဟင်ဂျာခေါင်းဆောင်တွေကနော်ဟို business class ကနေပြီးတော့လေရင်စီးတာရိုဟင်ဂျာတွေကပင်လယ်ထဲမှာသေနေတာဒါကိုတော့ပြောရမယ်မပြောလို့မရဘူးရိုဟင်ဂျာခေါင်းဆောင်တွေကဒီဒုက္ခတဲ့စခန်းမှာခဏအလာပြပြီးတော့ဘင်္ဂလားဒေ့ရှ်မှာကျန်ငါးပွင့်ဟိုတယ်မှာတဲနေတာဘိုးချုပ်ထွန်းမြတ်နိုင်ရခိုင်ပြည်လာလို့ရှိရင်ကျန်ငါးပွင့်ဟိုတယ်ဆိုတာမရှိဘူးဒီကြားထဲမှာစစ်တပ်ကလာပြီးဘုံကျဲလို့ရှိရင်သူခံအောင်မယ်ဒါကြောင့်မလို့ကျွန်တော်အခုရှင်းပြနေတယ်ဆိုတာကခင်ဗျားတို့တွေတည်တည်ချာချာသိဖို့လိုတယ်နောက်တစ်ချက်ကရခိုင်နေခင်ဗျားတို့အမျိုးချစ်တာလူချစ်တာပဲဒီရိုဟင်ဂျာနာမည်ကိစ္စမှာနေခင်ဗျားတို့ပြဿနာရှားနေလို့မရဘူးဒီရိုဟင်ဂျာကိစ္စမှာနေနာမည်တစ်ခုတည်းနဲ့ခင်ဗျားတို့ပြဿနာဖြစ်နေလို့မရဘူးဒီရိုဟင်ဂျာဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ရိုဟင်ဂျာတွေရှိတယ်အဲ့ဒါတွေဟာတစ်ချိန်ကြလို့ရှိရင်ရခိုင်ပြည်နယ်အတွက်လူသားရင်းမြစ်တွေတစ်ချိန်ကြလို့ရှိရင်ရခိုင်ခေါင်းဆောင်တွေဖြေကိုဖြေရှင်းရမယ်တကယ်ဘယ်လိုပြောမလဲဟိုဘယ်လိုရခိုင်ခေါင်းဆောင်တွေဖြေကိုဖြေရှင်းရမယ်ကိစ္စပေါ့ပြဿနာလို့ကျွန်တော်မသုံးဘူးနော်ကိစ္စခမည်းတော်တွေသူတို့အပေါ်မှာကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်မယ်ခမည်းတော်တွေသူတို့အပေါ်မှာဒန်းတူရေတူစိတ်ဓာတ်တွေထားနိုင်မယ်ဆိုလို့ရှိရင်သူတို့တွေကခမည်းတော်အတွက်အင်အားတွေခမည်းတော်ရခိုင်ပြည်နယ်ကြီးမှာဘယ်လိုပြောမလဲဆိုတော့လူသားရင်းမြစ်တွေရခိုင်ပြည်နယ်ကြီးတိုးတက်ဖွံ့ဖြိုးရေးအတွက်လုံမဲ့လူတွေအကျိုးပြုမဲ့သူတွေအေးကိုကသူများကိုဘလို့ဆက်ဆံလဲဆက်ဆံရင်တော့ဆက်ဆံတယ်လို့လာမှာပဲအဲ့လိုပဲရိုဟင်ဂျာတွေအနေနဲ့ရလဲရခိုင်ပြည်နယ်ထဲမှာထားတဲ့ဥပဒေကိုငါတို့ဘလို့လိုက်နာကျင့်သုံးမလဲရခိုင်ပြည်နယ်မှာကျင့်သုံးမဲ့သူပြည်တွင်းဥပဒေတွေကိုဘလို့လိုက်နာကျင့်သုံးမလဲဒီကိစ္စပြောလို့ရှိရင်ဥပမာတစ်ခုကိုပြောမယ်ကျွန်တော်တို့တွေလူခွေရေးဘလောက်စော်ဒီရောက်သွားလို့ရှိရင်အမျိုးသမီးတွေလည်းစကတ်တူတူဝစ်လို့မရအောင်ဒီအတိုင်းပဲကျွန်တော်တို့တွေဗုဒ္ဓဘာသာဘလောက်မြဖျားပေါ်တက်သွားလို့ရှိရင်ဘောင်းမီထုံနဲ့တက်လို့မရအောင်အဲ့လိုပဲရခိုင်ပြည်ကြီးမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့တွေသူတို့တွေသိမ်းနိုင်လို့သူတို့တွေအုပ်ချုပ်နိုင်လို့သူတို့ချထားတဲ့စီမင်းစည်းကမ်းတွေအောက်မှာရိုဟင်ဂျာတွေလည်းဘလို့မျိုးနေနိုင်မလဲအဲ့ဒီကိစ္စမျိုးတွေစဉ်းစားဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ငါတို့ကတော့ဟိုရခိုင်ပြည်နယ်ထဲမှာနေပြီးတော့ငါတို့ကတော့ဆော်ဒီဥပဒေနဲ့ငါတို့ကတော့အီရန်ဥပဒေနဲ့လုပ်ပြီးဟေ့ဆိုလို့ရှိရင်တော့ဒါကဘလို့မှအဆင်ပြေမှာမဟုတ်ဘူးကိုနေတဲ့နိုင်ငံကိုလည်းကိုသိဖို့လိုတာကိုနေတဲ့ရရကိုလည်းကိုသိဖို့လိုတာလူခွေရေးပြောပြီးတော့ဟဲ့လူခွေရေးပဲကွာသိတယ်မှာငါတို့ကြိုက်တယ်လို့နေလို့ရတယ်လုပ်လို့မရဘူးဥပမာအခုဖင်လန်နိုင်ငံမှာပင်လျင်လူခွေရေးတွေဘလောက်ဘလောက်ပြောအပြင်မှာဒီဟိုနင်ဂျာဝစ်စုံပေါ့မျက်လုံးလေးပဲဖော်တဲ့ဝစ်စုံဝစ်လို့မရဘူးဆိုပြီးတော့အခုဖင်လန်နိုင်ငံမှာပြဋ္ဌာန်းပြီပြင်သစ်နိုင်ငံမှာပြဋ္ဌာန်းသွားပြီလူမြင်ကွင်းမှာခင်ဗျာနင်ဂျာဝစ်စုံဝစ်လို့မရဘူးမျက်လုံးလေးပဲဖော်ပြီးတော့လုပ်တဲ့ဝစ်စုံပေါ့လူမြင်ကွင်းတွေမှာလုပ်လို့မရတော့ဘူးဆိုပြီးပြင်သစ်မှာလည်းပြဋ္ဌာန်းပြီအခုဖင်လန်နိုင်ငံမှာလည်းပြဋ္ဌာန်းပြီဒီလိုမျိုးပေါ့အထူးကတော့ဥပဒေပြဋ္ဌာန်းတာကိုကြိုက်မလားကိုဟာကိုနေတတ်ထိုင်တတ်အောင်နေမလားဆိုတဲ့ကိစ္စလဲကိုဟာကိုစဉ်းစားဖို့လိုတယ်ဥပဒေကြီးပြဋ္ဌာန်းရမှာလားကိုဟာကိုနေတတ်အောင်နေမလားဆိုတဲ့ကိစ္စတွေလဲပြောစရာတွေကဖြစ်လာပြီအဲ့တော့ကျွန်တော်ပြောချင်တဲ့ကိစ္စတွေအကုန်လုံးကိုဆက်ပြီးတော့အခုပြောရမယ်ဟေ့ဆိုလို့ရှိရင်
ဒီဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့ကိစ္စကခမရတို့ပြောတဲ့ဗလီဖွင့်တာတွေဗလီမဖွင့်တဲ့ကိစ္စတွေကျွန်တော်စိတ်ဝင်စားဘူးခမရတို့အခုကျွန်တော်ပြောတဲ့ဟာကိုနားလည်လားမသိဘူးခမရတို့ဗလီဖွင့်တာတွေဟိုလူနဲ့တွေ့တာတွေဒီလူနဲ့တွေ့တာတွေကျွန်တော်စိတ်ဝင်စားဘူးနိုင်ငံတကာမှာတရားစွဲတာတွေကျွန်တော်စိတ်ဝင်စားဘူးဘာဖြစ်လို့နိုင်ငံတကာမှာတရားစွဲတာစိတ်ဝင်စားလဲဆိုတော့အမှုဆိုတာတွဲကျင်တိုင်းလဲတွဲလို့မရဘူးထပ်ပြောဦးမယ်နော်အမှုဆိုတာတွဲကျင်တိုင်းလဲတွဲလို့မရဘူးအသစ်ဖွင့်ကျင်တိုင်းလဲဖွင့်လို့မရဘူးနိုင်ငံတကာကဥပဒေတွေထဲမှာဖင်လန်ဘာသာစကားနဲ့ရေးထားတဲ့အထဲမှာပေါ့နော်ဟိုအင်္ဂလိပ်လိုရေးတဲ့ဟာဥပဒေဒီတတ်ဆိုရင်တော့ကျွန်တော်နားမလဲဘူးဗမာလိုရေးတဲ့ဟာဒီဥပဒေဆိုတဲ့ဟာကိုတတ်ဆိုရင်တော့ကျွန်တော်နားမလဲဘူးသို့တော့ခင်ဗျားတို့ကိုကျွန်တော်ပြောတာရှင်းရှင်းလေးရဲ့အမှုဆိုတာတွဲကျင်တိုင်းလဲတွဲလို့မရဘူးဖွင့်ကျင်တိုင်းလဲဖွင့်လို့မရဘူးအမှုဆိုတာတွဲကျင်တိုင်းလဲတွဲလို့မရဘူးဖွင့်ကျင်တိုင်းလဲဖွင့်လို့မရဘူးကိုဖာသာကိုလှုပ်တဲ့အခါအာဂျင်တီးနားပဲလေအခုအချိန်မှာငါတို့ကိုရိုဟင်ဂျာခေါင်းဆောင်တွေကနော်ရိုဟင်ဂျာနာမည်ခံထားတဲ့ခေါင်းဆောင်လို့ပြောတဲ့ကိုခေါင်းဆောင်လို့ပြောတဲ့သူတွေကငါတို့ကိုအသုံးချနေပြီလားငါတို့ကိုလှုပ်ရှားနေပြီလားဆိုတာအာဂျင်တီးနားကိုယ်တိုင်အခုတည်တည်ချာချာစဉ်းစားနေပြီအမှုကရှောက်တွဲကျင်နိုင်တွဲလို့မရဘူးအာဂျင်တီးနားဆိုတာရိုဟင်ဂျာတွေပိုင်တဲ့နေရာလည်းမဟုတ်ဘူးရိုဟင်ဂျာခေါင်းဆောင်တွေပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးဝယ်ထားတဲ့နိုင်ငံလည်းမဟုတ်ဘူးဒီတော့ရခိုင်နေအနေနဲ့ကဟာဟိုကောင်နေလှုပ်ချင်တိုင်းလှုပ်တိုင်းစွတ်ဆက်ပြီးတော့ဆဲနေတဲ့ဟာမျိုးလုပ်ရင်လေရခိုင်နေနာမည်ပြတ်မှာပဲဒီတိုင်းပဲဟိုရခိုင်နေလှုပ်တဲ့ဥပဒေကိုရိုဟင်ဂျာတွေအပေါ်မှာတော်တော်ထိခိုက်တဲ့ဟာတွေဖြစ်လာရင်လေရိုဟင်ဂျာတွေအနေနဲ့ပြောတာဆိုတာဖြစ်မှာပဲသို့တော့ခင်ဗျားတို့အခုစဉ်းစားဖို့လိုတာကရခိုင်ပြည်တွင်းကိစ္စရခိုင်ပြည်တွင်းမှာနေတဲ့ရိုဟင်ဂျာတွေဒီလူတွေဟာအခုလောလောဆယ်မှာဘလို့အခြေအနေဖြစ်နေပြီလဲပြောရဲတာကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့တွေ့တဲ့ရိုဟင်ဂျာတွေ300ပဲတွေ့200ပဲတွေ့အဲ့ဒီအထဲမှာသစ္စာပေါင်းမပါဘူးအဲ့ဒီအထဲမှာသတင်းပေးမပါဘူးဒါကိုရိုဟင်ဂျာတွေကိုယ်တိုင်တည်တည်ချာချာသိဖို့လိုတယ်ကျွန်တော်တည်တည်ချာချာယုံတဲ့ကိစ္စရှိတယ်ငင်းညမ်းအောင်တည်တည်ချာချာယုံတဲ့ကိစ္စရှိတယ်အဲ့ဒီကိစ္စကရိုဟင်ဂျာပြဿနာကိုဖြေရှင်းမယ်ဆိုလို့ရှိရင်ဗမာတွေအကုန်လုံးကိုဘေးဖယ်လိုက်ကျန်တဲ့တိုင်းရင်းသားတွေလည်းဘေးဖယ်လိုက်ရိုဟင်ဂျာခေါင်းဆောင်တွေရန်ကုန်တို့မန္တလေးတို့ပသိမ်တို့မှာရှိနေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ရန်ကုန်တို့ပသိမ်တို့မန္တလေးမှာရှိနေတဲ့နော်ရခိုင်ခေါင်းဆောင်တွေနဲ့ရခိုင်စီးပွားရေးသမားတွေရခိုင်ခေါင်းဆောင်တွေနဲ့3 နာရီပဲထိုင်ပြီးစကားပြောလိုက်ရခိုင်ပြည်နယ်ကြီးကအေးအေးဆေးဆေးဖြစ်တယ်အဲ့ဒါငြိမ်းချမ်းအောင်တကယ်တည်တည်ချာချာယုံကြည်တဲ့ကိစ္စဒီကိစ္စဘာလို့ပြောလဲဆိုတော့ကျွန်တော်ရန်ကုန်ကိုကျွန်တော်ရောက်လာတဲ့အချိန်ကျွန်တော်လူနာမည်တွေပြောတာမဟုတ်ဘူးရိုဟင်ဂျာတွေထဲမှာအလုတ်ငန်းတိုင်ငန်းကောင်းနေတဲ့သူတွေကလည်းသူတို့ဒေသကရခိုင်လူမျိုးတွေကိုအလုတ်ပေးတယ်ရခိုင်စီးပွားရေးသမားတွေကလည်းဒီရိုဟင်ဂျာတွေနဲ့ပဲပေါင်းပြီးတော့တရုတ်ပြည်တို့ဒီအိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့ထိုင်းတို့ကနေလာတဲ့လူတွေနဲ့ရခိုင်စီးပွားရေးသမားတွေနဲ့ရိုဟင်ဂျာစီးပွားရေးသမားတွေနဲ့တွဲပြီးတော့အလုတ်လုပ်နေတကယ်မတည့်ဘူးဖြစ်နေတာကဒီ online မှာပြောနေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့အဲ့ရခိုင်နေနဲ့ပြဿနာတက်နေတာရန်ကုန်မှာအေးစစ်စစ်ပဲရခိုင်မှာရိုဟင်ဂျာတွေနဲ့ဒီရခိုင်ခေါင်းဆောင်တွေနဲ့စီးပွားရေးသမားတွေနဲ့အကုန်ပြေးနေတယ်ဘာမှပြဿနာမရှိဘူးပုပ်ပွေလင်းပြောရင်ဗမာပြည်ထဲမှာပြောနေတဲ့ကိုအပိုင်ပြောနေတဲ့လူတွေတောင်မှအဲ့ဒီရခိုင်နဲ့ရိုဟင်ဂျာကြားကိုဝင်လို့မရဘူးအဲ့ဒီလိုဝင်လို့မရလို့စီးပွားရေးလုပ်လို့မရလို့ဒီဗမာပြည်ထဲမှာရှိနေတဲ့အပိုင်တော်တော်များများကရိုဟင်ဂျာနဲ့ရခိုင်ကိုသူတို့ကကြည်ယုံမကြည်ဘူးမကြည်တဲ့အတွက်ကိုသူတို့ကပြဿနာကိုရှားနေတာအဲ့ဒါငိမ့်ညအောင်ရန်ကုန်မြို့ထဲမှာပါသွားဘူးတဲ့အဲ့ဒီကြားထဲမှာမှဗမာပြည်ထဲကအပိုင်ဆိုတဲ့ကောင်တွေပြောတာရှိသေးတယ်ဘာပြောလဲသိလားငိမ့်ညအောင်ကစားဖို့တောက်ဖို့ပါဗမာပြည်ပြန်လာတဲ့အချိန်စားဖို့တောက်ဖို့ပါမလာလို့သူတို့တွေကနေပြီးတော့ကျွေးမွေးပလိုက်ရတယ်ဆိုတဲ့ဟာမျိုးကပြောတဲ့ကောင်တွေရှိတယ်အဲ့ဒီကောင်တွေအဲ့ဒီဗမာအပိုင်းတွေဗမာစောက်ကျင့်ဝင်သွားတာဟာမင်းတို့တွေမေ့ချင်မေ့မယ်နော်မင်းတို့တွေ online မှာဘာတွေပြောထားတယ်ဆိုတဲ့ဟာငင်းညအောင်အများအားအလွတ်ရတယ်ငင်းညအောင်ဖင်လန်ပြန်သွားတာစားကြပါမရှိဘူးသူတို့တွေကျွေးလိုက်လို့ငင်းညအောင်ဗမာပြည်မှာထမင်းစားရတာဒီတော့ပြည်သူလူထုတည်တည်ချာချာသိဖို့လိုတာတစ်ချက်ကတော့
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အခုမောင်းတော်ခရီးစဉ်ကိုအခုဏီကုန်းပြန်ချုပ်ပြီဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မောင်းတော်ခရီးစဉ်ကိုဏီကုန်းပြန်ချုပ်ပြီဟေ့ဆိုလို့ရှိရင်သူ့ရဲ့ခရီးစဉ်တစ်ခုလုံးမှာအေးအေးဟာပါဇက်မဖွာဘူးအေးအေးဟာလုံးဝပါဇက်မဖွာဘူးသူလောက်ရမယ့်အလုပ်ကိုသူသေးသေးချာချာလုပ်သွားတယ်ရခိုင်ပြည်နယ်ထဲမှာအခုအတူတူရှင်တွဲပြီးတော့နေတဲ့ရိုဟင်ဂျာတွေရခိုင်တွေဟာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယုံကြည်မှုရှိတယ်သူတို့တွေကလုံးဝဒီအစီအစဉ်တွေဒီအစီအမံတွေကိုဘယ်လိုပြောမလဲဆိုတော့လုံးဝလျှို့ဝှက်ထားတယ်အစည်းအဝေးကြီးအကုန်ပြီးသွားတဲ့အခါကျတော့မှဗလီကြီးအေးအောင်ကိုလှည့်ကျွန်တော်မပြောဘူးတော့တဲ့ကိုအောင်ကိုလက်တို့သိတယ်ဒီဗလီကြီးပွင့်သွားတော့မှအကုန်လုံးလည်းပြောအကုန်လုံးကဟိုလူ100မှာဗျာ69ယောက်ကအရန်ကျဉ်တ်သွားတယ်အရန်ပျော်ရွှင်သွားတယ်ဒီကိစ္စတွေပြောဖို့ကိစ္စဆိုလို့ရှိရင်ကျွန်တော်ပြောတာကခမားတို့တေးသေးချာချာသိဖို့လိုတယ်နိုင်ငံရခြားမှာရှိနေတဲ့အကောင်တွေဟာဘလောက်ဖွနေလဲဘလောက်ကလိန်ကကြစ်လုံနေလဲဘလို့ပြဿနာတွေရှားနေလဲအမကိုအောင်ကိုလက်ကအဘိုင်ထဲမှာကိုအောင်ကိုလက်ပါတယ်ကျွန်တော်ချစ်လဲချစ်တယ်သူနဲ့ကျွန်တော်နဲ့ညီကိုလိုနေနေတာသူ့အိမ်ကထမင်းစားတဲ့ဟာသူကျွေးနိုင်တဲ့ဟာကိုပဲကျွန်တော်စားတာသူကိုယ်တိုင်လည်းကျွန်တော်ကိုဖိတ်တာသူ့အိမ်ကိုရောက်ဖို့အတွက်ကျွန်တော်အချိန်ကုန်ခံရုံနေမဟုတ်ဘူးကျွန်တော်တက်စီကားတွေဘလောက်ကုန်လဲကိုအောင်ကိုလက်တို့သိတယ်ဟိုတွက်ပြတာမဟုတ်ဘူးကျွေးတဲ့လူနဲ့စားတဲ့လူနဲ့ကြားထဲမှာပြဿနာမရှိဘူးကျွေးတဲ့လူနဲ့စားတဲ့လူကြားထဲမှာပြဿနာမရှိဘူးခင်လုံးအားကြီးလို့သွားတွေ့တာဒါတော့မှဘေးကအဘိုင်ဆိုတဲ့ကောင်ကငင်းညံ့အောင်ဖင်လန်ကနေပြီးတော့ရန်ကုန်လာတာစားစရာမရှိလို့သူတို့တင်ကျွေးရပါတယ်ဆိုပြီးတော့ဒီလိုမျိုးပြောတဲ့ကောင်တွေရှိတယ်ကျွန်တော်ဂယုဆိုင်လို့ပြောတာမဟုတ်ဘူးစောက်ကျင့်မကောင်းတာကိုပြောတာကျွန်တော်ပြောတာရှင်းတယ်နော်ကျွေးတဲ့လူနဲ့စားတဲ့လူနဲ့ကြားထဲမှာဘာမှပြဿနာလည်းမရှိဘူးအခုအချိန်ထိအခင်းမင်းလည်းမပြတ်ဘူးညီကိုလိုချစ်နေတော့ဒါပေမဲ့ဘေးကနေပြီးတော့ဝင်ပြီးတော့ညှောက်တာကိုပြောတာစောက်ကျင့်မကောင်းတာကိုပြောတာအဲ့ဒီလိုစောက်ကျင့်မကောင်းတဲ့ကောင်တွေက online မှာတက်ပြီးတော့ခမားတို့ကောင်းတဲ့လူတွေကိုဒုက္ခပေးနေတာကိုကျွန်တော်ရှင်းပြခြင်းတာလူတွေအကုန်လုံးသိတယ်ဗျာခမားကလည်းဖင်လန်နိုင်ငံကနေပြန်လာတယ်ကြော့ပါရဲ့ဗမာပြည်မှာတွေ့ကျင်တဲ့လူတွေရှိတယ်ခင်ကျင်တဲ့လူတွေရှိတယ်ဒီလိုလူတွေရှိနေတဲ့ကိစ္စမှာဘသူဖြစ်ဖြစ်ဗမာပြည်သားတွေအကုန်လုံးထမင်းတက်နက်ကျွေးလိုက်ရလို့ဘသူမှဘဝပြတ်သွားတဲ့ကောင်လည်းတကောင်းမှမရှိပါဘူးကျွန်တော်လည်းထမင်းတက်နက်စားလိုက်ရလို့ကျွန်တော်အိတ်ထဲကလည်းကြော့ပါရဲ့ထမင်းတက်နက်မစားလိုက်ရလို့လည်းဘာမှမဖြစ်ဘူးအဲ့လိုမျိုးစောက်ကျင့်မကောင်းတဲ့ကောင်တွေကိုကျွန်တော်ပြောတာစောက်ကျင့်မကောင်းတဲ့ကောင်တွေကိုကျွန်တော်ပြောတာအဲ့တော့အခုရိုဟင်ဂျာပြဿနာအကုန်လုံးမှာရခိုင်ပြည်နယ်ထဲမှာအကုန်လုံးအေးအေးဆေးဆေးပဲအဲ့တော့ရခိုင်တွေကိုပြောချင်တာခမားတို့ရိုဟင်ဂျာလို့ခမားတို့သူတို့နာမည်ပေးတယ်ရိုဟင်ဂျာခမားတို့မခေါ်ဘဲနဲ့သူ့ကိုအဘိုင်မိုဟာမက်ရေအဘူဘဒူရေပေါ့အဘူစီစီရေပေါ့အဲ့လိုမျိုးခမားတို့ခေါ်လို့ရတယ်ရိုဟင်ဂျာဆိုတာတစ်ချိန်လုံးသုံးနေတဲ့နိုင်ငံမဟုတ်ဘူးဒီနိုင်ငံရခြားမှာရှိနေတဲ့ကောင်တွေကလူအခွင့်အရေးသမားတွေနဲ့နော်နိုင်ငံခြားမှာရိုဟင်ဂျာလို့ပြောနေတဲ့သူတွေကသူဟာသူပြဿနာရှားနေတာအဲ့ဒီဘက်ကပြဿနာရှားနေတဲ့ကိစ္စကခမားတို့ကိုတနည်းတစ်ဖုံနဲ့တော့ထိကြိုက်တယ်သို့တော့အရင်ထိကြိုက်နေတာမဟုတ်ဘူးအဲ့ဒီတော့မထိကြိုက်တဲ့ကိစ္စမှာကိုကဆက်ဆက်ထိမခံမဲနဲ့ဖြစ်မနေဖို့အရေးကြီးတယ်ဗမာတွေကလည်းခမားတို့ကြားထဲမှာဝင်ခလောက်နေမှာဗမာတွေကလည်းခမားတို့ကြားထဲမှာဝင်ခလောက်နေမှာပွပွလင်းလင်းပြောရင်ဗျာ UNCC လို့အဖွဲ့မျိုးတော်မှခမားတို့ရိုဟင်ဂျာနဲ့ရခိုင်ကြားမှာဝင်ပြီးတော့ခလောက်နေတယ်အဲ့ခါကျရင်ခမားတို့ကပြောလိုက်မယ်UNCC ကတော့ရိုဟင်ဂျာထဲမှာဝင်ပြီးတော့မခလောက်ဘူးဟုတ်တယ် UNCC ကရိုဟင်ဂျာနဲ့ရခိုင်နေကြားမှာဝင်မခလောက်ဘူးဒါပေမဲ့ UNCC ထဲမှာပါတဲ့မိုးသွေးတို့ UNCC ထဲမှာပါတဲ့လူအခွင့်အရေးသမားတို့အကုန်လုံးကဟေးထွန်းမြတ်နိုင်မင်းဒါတော့မလုံးနဲ့နော်ခမားကိုတရားရုံးတင်လိုက်မယ်ပြောနေတာပွပွလင်းလင်းပြောရင်ဒီကောင်တွေက UNCC ထဲမှာတာဝန်ရှိတယ် UNCC ထဲမှာနေရာယူထားတဲ့ကောင်တွေကဝင်ခလောက်နေတာပွပွလင်းလင်းပြောရင်ခမနိုင်ငံရေးလောက်တာနဲ့တော်လှန်ရေးလောက်တာမတူဘူး
ပွင့်လေးပြောရင်အဲ့ဒီကနေဒါမှာရှိနေတဲ့ကောင်တို့အမေရိကမှာရှိနေတဲ့ကောင်တွေပြောနေတာရှိတယ်ဘူးသီးတော့မောင်းတော့ပေါ့အခု AA ကဝင်သိမ်းတဲ့အချိန်ပေါ့ AA ကတတ်မဲ့ပြစ်တယ်ပြောတယ်ဟော BBC ကအင်တာဗျူးတဲ့အချိန်ကျတော့ RSO ကရခိုင်တွေကိုဝင်ပြစ်နေတာ RSO ကနော်အင်တာဗျူးတဲ့အချိန်မှာ BBC နဲ့ RSO ခေါင်းဆောင်နဲ့အင်တာဗျူးတဲ့အချိန်မှာ RSO ကတရားဝင်ပြောတယ်စစ်တပ်မရှိတော့ဘူးကျွန်တော်တို့ကရခိုင်တွေကိုပြစ်နေတာ AA ကိုပြစ်နေတာပြောတဲ့အခါကျတော့ဘာပြောတယ်ထင်လဲကျွန်တော်အဲ့ဒါတွေမသိဘူးပြတဲ့အဲ့ဒီသတင်းတွေလည်းကျွန်တော်မကြားဘူးတဲ့ခင်ဗျားပြောတာတဲ့ဟာ BBC မှာအင်တာဗျူးသွားတဲ့ဟာကိုသူတို့မသိတော့ဘူးရိုဟင်ဂျာအကြောင်းကိုဥမာချေခါမကြံသိတယ်ဆိုတဲ့ကောင်တွေရိုဟင်ဂျာရခိုင်ပြည်နယ်ထဲမှာအကြရင်တော့မှမြင်တယ်ဆိုတဲ့ကောင်တွေက BBC နဲ့အင်တာဗျူးကြတော့မသိတော့ဘူးတဲ့မမြင်တော့ဘူးတဲ့မကြားတော့ဘူးတဲ့ဒီလိုမျိုးတွေကျွန်တော်ပြောချင်တဲ့ဟာကဒီ online ပေါ်မှာကလိန်ကကြစ်တွေလုံနေတဲ့ကောင်တွေဟာနိုင်ငံရခြားနဲ့ဗမာပြည်တွေကဗမာဆိုတဲ့အပိုင်တွေကလိန်ကကြစ်ကိုလုံနေတာလူတိုင်းကိုဆိုလိုတာမဟုတ်ဘူးเนาะလူတိုင်းကိုပြောနေတာမဟုတ်ဘူးဘယ်လူမျိုးမှဖြစ်ဖြစ်ဘယ်ဘာသာမှဖြစ်ဖြစ်မကောင်းတဲ့ကောင်တွေရှိတယ်ငင်းငန်းအောင်ကရင်ဆက်လို့ပြောရင်ကရင်ထဲမှာလဲ BGS စောချစ်သူလိုကောင်မျိုးတွေအများကြီးပဲမန်းငိမ့်မောင်လိုကောင်မျိုးတွေအများကြီးပဲဗမာထဲမှာလဲအများကြီးပဲဥပမာအခုဒီနေ့ဆိုလို့ရှိရင်ကြည့်လိုက်တယ်မိုးလင်းလို့ကြည့်လိုက်တာနဲ့ဟာဥတင်မောင်တန်းနဲ့အင်တာဗျူးလာတယ်ပေါ့ဟာမင်းဥတင်မောင်တန်းဆိုတဲ့လူကိုသေးသေးချာချာကြည့်အောင်ဘာဖြစ်လို့ဥတင်မောင်တန်းဆိုတဲ့လူကိုကြည့်ဆိုတော့အခြေအနေမကောင်းတဲ့အချိန်အမေရိကရောက်သွားတယ်အခြေအနေသိမ့်စိတ်ခေတ်အခြေအနေကောင်းတော့အမေရိကကနေပြန်လာပြီးတော့ဗမာပြည်မှာဗဟုပါလှုပ်လိုက်သေးတယ် NLD ခေတ်မှာဆရာကြီးလိုပါလို့နဲ့ရှိသမျှဟာအကုန်လုံးယူသွားတယ်ဟောအာနာလဲသိမ့်လဲသိမ့်အောင်အမေရိကန်ချက်ချင်းပြန်ရောက်သွားပြန်စဉ်းစားကြည့်နော်ပထမ MPC တို့ဗဟုတို့အကုန်လုံးမှအလုပ်လုပ်ပြီးတော့အခြေအနေမကောင်းလဲမကောင်းရောအမေရိကပြန်ရောက်သွားတယ်ဟာရောက်သွားတာနဲ့သိမကြဘူးတန်းလွင်ထုံးတို့နဲ့ပေါင်းပြီးတော့ VOA မှာအလုပ်လုပ်ပြန်အောင်တန်းလွင်ထုံးဘာကောင်လဲဆိုတာခင်ဗျားတို့အခုတွေ့တယ်နော်တန်းလွင်ထုံးဘာကောင်လဲဆိုတာအခုခင်ဗျားတို့တွေ့တယ်နော်ဟောတန်းလွင်ထုံးနဲ့ပေါင်းပြီးတော့ချက်ချင်းပဲအခု VOA မှာရသွားပြန်အောင်အခု VOA လဲပြုတ်ကောတော်လှန်ရေးရလဲအခြေအနေကောင်းလာတယ်အဲ့ဒီလိုအခြေအနေလဲဖြစ်ကောချက်ချင်းပဲဟာ DBB နဲ့အင်တာတွေဗျူးပြီးတော့ပြောချင်တာတွေပြောပြီးတော့ဗုဒ္ဓဘာသာထပ်ပြီးတော့ပြောလိုက်ဦးပါခင်ဗျားတို့ဗုဒ္ဓဘာသာတွေဘာတွေရှောက်ပြောနေတယ်ဖျားသည်ခင်ဗျားတို့ဗမာတွေအကုန်လုံးနားလည်အောင်ထပ်ပြောလို့ရှိရင်ဖျားသည်ဘရင်သားတော့တိဋ္ဌတမင်းသားတိဋ္ဌတမင်းသားကနိုင်ငံရေးတွေနော်လူမှုရေးတွေနဲ့အကုန်ကင်းကွာပြီးတော့သူတရားဟောတာလူတွေကိုကျင်ကျင်နာနာအေးအေးဆေးဆေးနေဖို့သူတရားဟောတာဖျားနဲ့လာပြီးတော့မတွဲနဲ့နိုင်ငံရေးကနိုင်ငံရေးပဲနိုင်ငံတိုင်းမှာတရားဥပဒေတွေရှိတယ်တိဋ္ဌတကသူ့အဖေအုပ်ချုပ်နေတဲ့အချိန်မှာအဖေသေးတာမပေးပါနဲ့လေတိဋ္ဌတဝင်ပြီးတော့မပြောဘူးဘရင်အုပ်ချုပ်နေတဲ့ကိစ္စမှာအဲ့တော့တင်မောင်တန်းတို့ကတော်ကြလို့ရှိရင်လူခွေရေးသမားတော်ကြလို့ရှိရင်သူတေသနာမှုတော်ကြလို့ရှိရင်ဖျားလူကြီးဟာဒီလူတွေနဲ့ပဲသိတယ်မလား DBB တွေကအင်တာဗျူးပြီးတော့ဖြစ်ချင်တိုင်းနေဖြစ်နေတဲ့ဟာကိုခင်ဗျားတို့ပြည်သူလူထုလည်းနည်းနည်းပါးပါးအမှတ်သေးကြီးလေးလည်းရှိအောင်ကျွန်တော်ပြောချင်တာခင်ဗျားတို့ဗမာပြည်သူလူထု online မှာကြည့်နေတဲ့သူတွေလည်းအမှတ်သေးကြီးလေးလည်းနည်းနည်းပါးပါးရှိအောင်စီလူဘူးခရီးတတိရတယ်အခုကခမည်းတော်တွေကိုယ်တိုင်ရလဲဟာဒီကောင်ကတော့ပြောပြီးဟေးဗုဒ္ဓဘာသာခမည်းတော်အခုပြောပြတာတင်မောင်တန်းသည်သင်ဘဝမဂ္ဂဇင်းဆိုပြီးတော့သူထုတ်တယ်လူငယ်တွေအတွက်ပညာပေးတယ်ကောင်းငယ်တာတွေရှိတယ်အခြေအနေမပေးတော့အမေရိကကိုထိုးသွားတယ်အမေရိကကနေသိစိတ်ခစ်ကြတော့ဗဟုတို့လက်ဥတို့ဆိုပြီးတော့ MPC တို့လုတ်ပြီးတော့ဗမာပြည်ထဲကိုပြန်လာတယ်ဟောအခြေအနေမကောင်းတော့အမေရိကရောက်တော့ဘသူနဲ့ပေါင်းလဲတန်းလွင်ထိုးလို့ကောင်းတယ်ပေါင်းတယ် VOA မှာအလုပ်ရတယ်ဒီတိုင်းပဲနေပြီးတော့ခဏငြိမ့်နေလိုက်တယ်ဟောငြိမ့်ပြီးတော့အခုပြန်ထွက်လာတယ်ပြန်ထွက်လာတော့ဘာပြောလဲဆိုတော့ဗုဒ္ဓတရားအကုန်လုံးကပဲကြည်နက်နဲ့အဲ့တော့ခမည်းတော်ပြည်သူလူထုလဲတေးသေးချာချာသိဖို့လိုတယ်အမှတ်သေးကြီးရှိဖို့လိုတယ်ဘသူဟာဘလို့လူမျိုးဘသူတွေဘလို့ပါဇက်ဟလာလို့ရှိရင်ငါတို့နိုင်ငံရေးအခင်းချင်းကဘလို့တွေဖြစ်သွားနိုင်တယ်တေးသေးချာချာတော့သိဖို့တော့လိုတယ်အဲ့တော့စကားပြောတာတွေလည်းကြာပါပြီဗျာခင်ဗျားတို့လည်းရကျင်တာရပေါ့မရကျင်လည်းမယူနဲ့ပေါ့မလိုချင်လည်းမယူနဲ့ပေါ့ပြောချင်တာလည်းပြောပေါ့သို့တော့ခင်ဗျားတို့အတူယူဖို့ကနော်အထူးသဖြင့်တော့
ဒီနီပေါ်တွေပေါ့နီပေါ်ဆိုတာဘာပဲပြောဟိုစစ်တပ်ကိုတော့သူတို့စန့်ကျင်နေတဲ့အထဲမှာပါတာကိုခင်ဗျာဟိုနီပေါ်ဆိုပြီးကိုယ့်ရီပြုံးသူတို့မှလည်းသူတို့ဘဝတွေနဲ့သူတို့စစ်တပ်ကိုတော့တိုက်နေတဲ့အထဲမှာပါတယ်နီလန်းကြတာမကြတာတက္ကဏနော်နီလန်းကြတာမကြတာတက္ကဏနီပေါ်ဒီစစ်တပ်ကိုတော့တိုက်နေတယ်အဲ့တော့ပြောချင်တာခင်ဗျားတို့တွေဗဇက်ဖွာလို့မရဘူးခင်ဗျားတို့တွေဗဇက်ဖွာလို့မရဘူးခင်ဗျားတို့မှာတေးသေးချာချာကိုယုံကြည်တဲ့ပြည်သူလူထုတေးသေးချာချာရှိဖို့လိုအဲ့တော့တခါကြာရခိုင်နေရပြောတာရှိတယ်ခမားတို့ကပြောနေတယ်ခမားတို့ရခိုင်ပြည်ပေါ့ရခိုင်နဲ့အာရခနိုင်ငံတော်ကြီးဖြစ်ပြီအာရခနိုင်ငံတော်ကြီးဖြစ်ပြီဟေ့ဆိုလို့ရှိရင်ခမားတို့အနေနဲ့နော်နိုင်ငံတကာနဲ့ဆက်ဆံရတော့ခမားတို့ကအခုရိုဟင်ဂျာကိုလက်မခံဘူးခမားတို့ဘလောက်ပြောကုလသမဂ္ဂမှာရိုဟင်ဂျာတွေကနာမည်လည်းမှတ်ပုံတင်တယ်သူတို့ဘာသာစကားလည်းမှတ်ပုံတင်ထားတယ်ဒီတော့ခမားတို့နိုင်ငံတကာနဲ့ရခိုင်နေနိုင်ငံတကာနဲ့ဆက်ဆံပြီးဟေ့ဆိုလို့ရှိရင်ခမားတို့ကြိုက်ချင်းမကြိုက်ချင်းအဲ့ဒါခမားတို့နဲ့တက္ကဏတရားဥပဒေအရာကတော့ခမားတို့ရိုဟင်ဂျာနာမည်ကိုပြောရမယ်သုံးရမယ်မကြားချင်းလဲကြားရမယ်မမြင်ချင်းလဲမြင်ရမယ်အခုရခိုင်တွေကိုရှင်းလင်းပြောပြထားတာနော်ခမားတို့ကြိုက်တာမကြိုက်တာခမားတို့ကြိုက်ဖို့မကြိုက်ဖို့ကိစ္စကိုကျွန်တော်ပြောနေတာမဟုတ်ဘူးကျွန်တော်ပြောနေတာနိုင်ငံတကာဥပဒေတွေနိုင်ငံတကာအခြေအနေတွေကိုကြည့်ပြီးဟေ့ဆိုရင်ခမားတို့ဒီရိုဟင်ဂျာအခုလှုပ်စားတဲ့ကောင်ပဲဖြစ်လှုပ်မစားတဲ့ကောင်ပဲဖြစ်လူခွင့်ရေးသမားပဲဖြစ်ဒီကောင်တွေအကုန်လုံးကကုလသမဂ္ဂမှာရိုဟင်ဂျာလူမျိုးဆိုတာလည်းမှတ်ပုံတင်ထားတယ်ရိုဟင်ဂျာစာရိုဟင်ဂျာဘာသာစကားဆိုတာလည်းမှတ်ပုံတင်ထားတယ်နောက်နိုင်ငံတကာကလည်းအမေရိကန်ကလည်းရိုဟင်ဂျာခေါ်တယ်ဖင်လန်ကလည်းရိုဟင်ဂျာခေါ်တယ်ဆွီဒင်ကလည်းရိုဟင်ဂျာခေါ်တယ်ဒီတော့ခမားတို့တွေရိုဟင်ဂျာဆိုတဲ့နာမည်ကိုကြားခြင်းသည်ဖြစ်စေမကြားခြင်းသည်ဖြစ်စေမြင်ခြင်းသည်ဖြစ်စေမမြင်ခြင်းသည်ဖြစ်စေခမားတို့ဒါတွေကရင်ဆိုင်ရမယ့်ကိစ္စအဲ့ဒီလိုရင်ဆိုင်ရမယ့်ကိစ္စမှာကိုကဆက်တိမခံဖြစ်နေပြီဟေ့ဆိုရင်ခမားတို့အပေါ်မှာပဲပြဿနာပိုတက်လာမှာခမားတို့ကဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုသမရာကြီးဆိုပြီးတော့ခမားတို့နော်ယာဒူးပေးတယ်ခမားတို့ပေးမှာရခိုင်နေအကုန်လုံးကဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘယင်ပဲဖြစ်သမရပဲဖြစ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုလို့ရှိရင်ခမားတို့ယုံကြည်တယ်ခမားတို့ခေါင်းဆောင်ကဥပမာအခုအမေရိကမှာသွားမယ်နော်ခမားတို့ခေါင်းဆောင်အမေရိကကိုသွားမယ်သွားပြီးဟေးဆိုလို့ရှိရင်အခုသမရထရန့်ပေါ့ဗျာနောက်တက်လာမဲ့သမရကိုမသိဘူးအဲ့သမရကနေပြီးတော့ဟေးဗိုလ်ချုပ်ထွန်းမြတ်နိုင်ခမားရိုဟင်ဂျာတွေကိုနော်ဘလို့ဆက်ဆံမလဲဘလို့မျိုးအုပ်ချုပ်မလဲဘလို့မျိုးအကူအညီတွေပေးမလဲမေးပြီးဟေးဆိုရင်ခမားတို့ကအမေရိကန်သမရသိတယ်မလားရိုဟင်ဂျာပြောလို့ငါနဲ့လိုက်ဆဲနေလို့ရှိရင်ခမားတို့သမရခမားတို့ဘယင်ပဲနာမည်ပြတ်မှာဒုက္ခရောက်မှာအဲ့တော့ရိုဟင်ဂျာတွေအနေနဲ့လဲဆက်ထိမခံမဲနဲ့ကိုဘလို့သွားမလဲအဲ့ဒါခမားတို့ကိုယ်တိုင်စဉ်းစားအဲ့ဒါခမားတို့ကိုယ်တိုင်စဉ်းစားငင်းညမ်းအောင်ကခေါ်ပါလို့ပြောပါမခေါ်ပါနဲ့လို့ငင်းညမ်းအောင်မပြောဘူးခေါ်ပါလည်းမပြောဘူးမခေါ်ပါနဲ့လည်းမပြောဘူးခမားတို့ကိစ္စခမားတို့တွေတစ်ချိန်ကျရင်ခမားတို့ဘလို့ဆက်ဆံမလဲခမားတို့ခွဲပြီးပြောတာမဟုတ်ဘူးရိုဟင်ဂျာကြီးရိုဟင်ဂျာဖြစ်တယ်ခမားတို့ပေါ်မှာစာနာတနာတဲ့ဗမာအပိုင်းတွေရှိသလိုခမားတို့လှုပ်စားနေပြီးတော့သိတယ်မလားဟိုကလိတ်ကြစ်ကြနေတဲ့ကောင်တွေရှိတယ်ကျွန်တော်ပြောသလိုပေါ့ကျွေးတဲ့လူနဲ့စားတဲ့လူနဲ့ကျင်တဲ့အိမ်တော်မှာစောက်ကျင်မကောင်းတဲ့ကောင်ကတတ်ရှိတယ်ဗမာပြည်ထဲမှာကျွန်တော်တွေ့ဘူးတဲ့ဟာ၄ယောက်ပဲရှိတယ်အခုအဲ့လူတွေအကုန်လုံးနဲ့အဆင်ပြေတယ်ကိုအောင်နိုင်မြင့်တို့ဆိုစဉ်းစားကြည့်ငင်းညမ်းအောင်တို့ဘလို့စားတယ်ဘလို့သွားတယ်ဘလို့လုပ်တယ်ဆိုတာကိုအောင်နိုင်မြင့်တို့ကိုယ်တိုင်တည်တည်ချာချာမြင်မှုတဲ့နောက်ဆုံးကိုခုံပြောလို့ရှိရင်အရက်တောက်တယ်အဲ့ချိန်တော့အရက်တောက်တာတော့မှအဲ့ဟိုတယ်ကအရက်ကိုမတောက်ဘူးဘာဖြစ်လို့မတောက်လဲသိလားဟိုတယ်ကအရက်ကအတုတွေများနေလို့ခင်ဗျားတို့ဗမာပြည်မှာထင်းနေတာဟိုတယ်တွေရှိတယ်ဟိုတယ်တိုင်းမှာအရက်အစ်ရောင်းနေတာမဟုတ်ဘူးဟိုတယ်တိုင်းမှာတော့မှအရက်အတုရှိတဲ့အခါဟေးမင်းဘယ်နေရာနေဘယ်အရက်ကိုယူလာဆိုပြီးအဲ့လိုမျိုးသိတယ်အဲ့တော့တခါကြားလို့ရှိရင်စောက်ကျစ်မကောင်းတဲ့ကောင်ကတတ်ကိုရှိတာစောက်ကျစ်မကောင်းတဲ့ကောင်တွေကတတ်ကိုဖွဲ့ထားတာအခုကနေဒါရောက်သွားတဲ့ကိုစောချစ်ညီတို့ကိုမေးကြည့်လိုက်
အဲ့ဒီအောက်မှာလာပြီးတော့ပြောနေတဲ့ကောင်တွေရှိတယ်မင်းတို့စောက်ကြည့်မကောင်းတဲ့ကောင်တွေမင်းတို့သေချာသိတာလူတွေကဘလောင်းပလဲလောက်တာမဟုတ်ဘူးမင်းတို့ဘလောက်ပြောင်းလဲနေလဲဆိုတဲ့ကိစ္စမင်းတို့ပြောင်းလဲတဲ့အပေါ်မှာမူတည်ပြီးတော့ပြောပြတာအဲ့ဒါကိုမင်းတို့ကဘလောင်းပလဲဆိုပြီးမင်းတို့နာမည်ခံတာမင်းတို့ပေါင်းကျင်တိုင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမပေါင်းနိုင်ဘူးမင်းတို့စောက်ကြည့်မကောင်းတဲ့ကောင်တွေနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘယ်လိုသွားပေါင်းမလဲဗိုလ်ချုပ်ထွန်းမြတ်နိုင်စပြောထားတဲ့ကိစ္စရှိတယ်သူရခိုင်လူမျိုးတွေနဲ့ရခိုင်ပြည်နယ်ကောင်းစားရေးအတွက်သူလှုပ်တာမင်းတို့ဗမာပြည်တွေကကောင်တွေကလိန်ကကြစ်လှုပ်ဖို့အတွက်သူကနေပြီးတော့ရခိုင်ဒေါ်လာရေးလှုပ်ထားတာမဟုတ်ဘူးဒါမျိုးတွေလည်းသိဖို့တော့လိုတာပေါ့ကျွန်တော်ပြောချင်တာအဲ့တော့ထားပါဗျာအဲ့တော့ရခိုင်နေအနေနဲ့လည်းဆက်ဆက်ထိဖြစ်လို့မရတော့ဘူးခင်ဗျားတို့သိဖို့လိုတယ်ခင်ဗျားတို့အာရခနိုင်ငံတော်ကြီးတိဆောက်မယ်ဟေ့ဆိုရင်ခင်ဗျားတို့ကန့်ကွက်လို့ရတယ်ကုလသမဂ္ဂမှာဒီရိုဟင်ဂျာနာမည်ကိုတော့သုံးခွင့်မရှိဘူးဆိုပြီးခင်ဗျားတို့ကန့်ကွက်လို့ရတယ်သူတို့ကန့်ကွက်တာကိုဟိုကလက်မခံမချင်းနော်တရားရုံးနေမတက်မချင်းခင်ဗျားတို့ဒီရိုဟင်ဂျာဆိုတဲ့နာမည်ကိုမမြင်ချင်လဲမြင်ရမယ်မြင်ချင်လဲမြင်ရမယ်မကြားချင်လဲကြားရမယ်ကြားချင်လဲကြားရမယ်ဒါတွေကိုခင်ဗျားတို့ကိုယ်တိုင်လဲခံနိုင်ရရှိအောင်နော်ရခိုင်တွေကိုယ်တိုင်ကခံနိုင်ရရှိအောင်ခင်ဗျားတို့နေဖို့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ဟဲ့အောင်ငင်းညံ့ရိုဟင်ဂျာဆိုမင်းအိမ်ခေါ်ထားလိုက်တို့မင်းနှမခေါ်ထားလိုက်တို့သိရမှာမင်းအမေနဲ့ပေးစားလိုက်တို့မင်းသမီးနဲ့ပေးစားလိုက်တို့ပေါက်ပန်း40တွေလာပြောမနေနဲ့မင်းရခိုင်ဘောလာလုံမနေနဲ့နီးဘယ်လိုပြောမလဲနီဘောတို့ရခိုင်ဘောတို့မွတ်ဘောတို့ရိုဘောတို့ဆိုပြီးတော့ရှောက်လုံမနေနဲ့အဲ့ဒါကောင်းတာမဟုတ်ဘူးကြိုပြောတာဓမ္မရခိုင်နေရှိနေလို့အမေရဘောဆိုပြီးတော့မလုံနဲ့ငိမ့်ချမ်းအောင်တော့じゃနာမည်ထွင်ပေးတယ်ဖြစ်အောင်မယ်ရဘောမလုံနဲ့ရဘောတို့ခိုင်ဘောတို့မလုံနဲ့လက်ရှိအခြေအနေကြီးကိုတည်တည်ချာချာသိအောင်အကုန်လုံးကိုခြုံပြီးမြင်အောင်လုပ်တာရဘောနီဘောဆိုတာခင်ဗျားတို့ကြားတယ်မှာနီဘောပြောတိုင်းကောင်းတာမဟုတ်ဘူးမင်းတို့ရဘောတွေဖြစ်သွားလိမ့်မယ်ယိုဘောတွေတို့မဘောတို့အချောက်မလုံးနဲ့ကောင်းတာမဟုတ်ဘူးအဲ့တော့ညီကုန်းချုပ်ပါပြီတကယ်ကိုညီကုန်းချုပ်ပါပြီဗိုလ်ချုပ်ထွန်းမြတ်နိုင်ခရီးစဉ်မှာဗလီဖွင့်ခြင်းမဖွင့်ခြင်းကပြဿနာမဟုတ်ပါဘူးကြံတဲ့အဖွဲ့အစည်းတွေနမူနာယူဖို့ကရခိုင်နေဘလောက်ခြေတံလုံးတယ်လဲရခိုင်ပြည်နယ်မှာရှိနေတဲ့ပြည်သူတွေဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဘလောက်လေးစားတယ်လဲချစ်ခင်တယ်လဲနော်ရခိုင်ပြည်နယ်မှာရှိနေတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံဟာဘလောက်ညီညွတ်တယ်လဲအဲ့ဒါရခိုင်ပြည်မောင်းတော်ခရီးစဉ်ကအဲ့ဒါကိုပြတာရခိုင်ပြည်မောင်းတော်ခရီးစဉ်ပြတာဒီအဲ့ဒါကိုပြတာအဲ့ဒါကိုယူဖို့လိုတာဗလီဖွင့်တာမဖွင့်တာဗလီကအခုအဟောင်း73နှစ်ကြာပိတ်ထားလို့အဲ့ဗလီ73နှစ်ကြာမဟုတ်ဘူးဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့တက်လာတယ်ရိုဟင်ဂျာတွေပြန်လာတယ်ဆိုလို့ရှိရင်အဲ့ဒီဗလီတဲ့အစ1000လောက်ကြီးတဲ့ဗလီလဲတိဆောက်လို့ရတယ်ဖွင့်လို့ရတယ်အဲ့ဒီဟာတွေကပြရုပ်တွေဗလီဖွင့်တာတို့ဘာတို့အဲ့ဒါတွေအကုန်လုံးကပြရုပ်တွေအဲ့ပြရုပ်တွေနောက်ကိုမလိုက်နဲ့နော်ဒီလူတွေရဲ့စီလုံးညီညွတ်မှုဒီလူတွေရဲ့ဘယ်လိုပြောမလဲသစ္စာရှိမှုဒါတွေကိုလှုပ်ဖို့လိုတယ်အဲ့တော့ရခိုင်တွေကိုထပ်ပြောချင်တာရဘောမလုံးနဲ့နော်ခိုင်ဘောမလုံးနဲ့ရဘောတွေခိုင်ဘောတွေမလုံးနဲ့ခင်ဗျားတို့သိဖို့လိုတယ်ဆိုတာငါတို့နဲ့အတူတူနေတဲ့ရိုဟင်ဂျာတွေဟာဘလောက်သစ္စာရှိတယ်လဲငါတို့နဲ့အတူတူနေတဲ့လူတွေကဘလောက်ပူးပေါင်းဆောင်ရွက်မှုရှိတယ်လဲငါတို့နဲ့အတူတူနေတဲ့ရိုဟင်ဂျာတွေကငါတို့လိုပဲဆိုတဲ့အသွေးအသားထဲမှာခင်ဗျားတို့စိတ်ဓာတ်ထဲမှာခင်ဗျားတို့ဝင်အောင်အရင်စူးစမ်းကြလို့ပြောရင်းနဲ့ဒီ live ကိုညီကုန်းချုပ်ပါတယ်ဆဲကျင်တဲ့သူတွေလည်းဆဲလို့ရပါပြီနော်ပြောကျင်တဲ့သူတွေလည်းပြောလို့ရပါပြီငိမ့်ချမ်းအောင်ဒီငိမ့်ချမ်းအောင်ပဲဖြစ်ပါတယ်အဲ့တော့ငိမ့်ချမ်းအောင်အစင်မှန်းသိကျင်လို့ရှိရင်ဒီအပိုက်ကလေးကိုတော့နားထောင်သွားကြပါလက်သားကိုတောင်းတင်အကောင့်တွေတိတ်မြင်ပြီးမနေ့ဖက်တစ်ပတ်စင်ကာပူကြော်တက်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ NLD ကိုမဲပေးခဲ့ကြတဲ့စီမံအလိန်ခံရတော့ပြည်သူလူထုကြီးခင်ဗျထိုးစကားလုံးဒီငိမ့်ချမ်းအောင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်